ဘာရိန်းနိုင်ငံကနေ1300ကီလိုမီတာဝေးတဲ့ခရီးဘတ်စကားပေါ်မှာနိုင်ပေါင်း20နီးပါးကမ္ဘာအပူဆုံးတဲခံနိုင်ရကြီးကိုဖြတ်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ဆော်ဒီအာရေဗျနိုင်ငံကိုခရီးသွားမှာဖြစ်ပါတယ်ကမ္ဘာတဝန်းကလူတန်းပေါင်းများစွာရဲ့တဘောဝစာအိမ်မက်တစ်ခုလို့ပြောလို့ရပါတယ်လူတွေတသက်မှာတစ်ခါလောက်တော့ရောက်ဖူးကျင်ပါတယ်ဆိုတဲ့နေရာလည်းဖြစ်သလိုနှလုံးသားတိုင်းတောင်းတနေတဲ့အေဂျင့်မှုတစ်ခုလည်းဖြစ်တယ်။အဲ့ဒီနေရာကိုကျွန်တော်တို့အခုခြေလမ်းစာလမ်းမှာဖြစ်ပါတယ်။ He's my friend. He's a vlogger. Mike Kabayan. Myanmar also. Going to Umrah. Huh? Best trip now. ဘာရင်းကနေမထွက်ခင်မနက်စာဝင်စားဖို့အိန္ဒိယန်စားတောက်ဆိုင်လေးကိုရောက်ခဲ့ပါသေးတယ်။ဒါကကျွန်တော်တငယ်ချင်းပါ။သူကမကာမြို့တော်ကိုတခါမှမရောက်ဘူးလို့ပြောတယ်။သူကခီးစဉ်အစားစားမှာဘာမှတော့မသိသေးဘူး။နောက်ကျရင်ဘာမှမသိတော့အဲ့ချင်းမမျိုးလေလား မျိုးနေဖြစ်ဒီခီးစဉ်ကလူတိုင်းမရောက်နိုင်တဲ့ခီးစဉ်လူအများစုကတော့လေရင်လက်မှတ်ပဲဝယ်လိုက်ကြတယ်။ဘာရိန်းကနေ2နာရီဆိုရင်မကာမြို့တော်ကိုရောက်ကြပြီလေ။သို့ပေမဲ့ကျွန်တော်ကဘတ်စကားနဲ့တွားရတဲ့ခရီးစဉ်ကိုရွေးချယ်လိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတာသိရမှာပါ။အခုကျွန်တော်တို့ပင်လယ်ပြင်ပေါ်ရောက်နေပါတယ်25ကီလိုမီတာရှည်တဲ့တရား King Fahad Causeway လို့ခေါ်ပါတယ်တစ်ဖက်မှာတော့ကျွန်းငယ်လေးဘာရိန်းနဲ့နောက်တစ်ဖက်မှာကျေပြောလာတဲ့ဆော်ဒီအာရေဗျနိုင်ငံကြီးကိုဆက်သွယ်ထားတဲ့တရားပါဆော်ဒီအာရေဗျနိုင်ငံမှာကျွန်တော်ပါတယ်တနင်္လာကျော်လောက် immigration မှာမတက်ရလိုက်ရတယ်သူတို့ဆော်ဒီရဲ့ရင်းနေထုတ်တဲ့ပုံတဖြည်းဖြည်းနဲ့ကျွန်တော်တို့မြို့ပြရဲ့အဝေးကိုရောက်လာတယ်။ဘာမှမရှိတဲ့လွင်ပြင်ကြီး။ဖုန်းလိုင်းလည်းမရှိသလို Wi-Fi လည်းမမိဘူး။စူညံတဲ့နေတစ်ခုမှမရှိတော့တဲ့အဝေးကိုရောက်သွားတယ်။အဲ့ဒီချိန်မှာထူးဆန်းတာကကျွန်တော်တို့ရဲ့အတွေးတွေဟာ totally changes ဖြစ်သွားတယ်။ကျွန်တော်တို့တွေဟာဖြည်းဖြည်းချင်းလွတ်လပ်ခြင်းရဲ့အရာတာကိုခံစားလာခဲ့ကြတယ်။မနှက်ပြန်ရောက်မဲ့ destination ကိုတွေးကြည့်ရင်းနဲ့ပိုပြီးရင်ခုန်လာခဲ့တယ်။ကျွန်တော်အခုဆော်ဒီထဲရောက်သွားပြီပေါ့နော်ဆော်ဒီအာရေဗျမှာဒီလန်ကူလက်မှာပဲရှိသေးတယ် cold store ထဲဝင်ကြည့်လိုက်တော့ Heineken beer တွေ့တယ်ဘီယာမြင်တော့လမ်းပြန်ပြီပါဆော်ဒီထဲမှာဘီယာရောင်းနေပါလားကြည့်လိုက်တော့သူက no alcohol တဲ့ဘီယာတော့ no alcohol လို့ရအောင်ထည့်တာဒီသွားရင်အဲ့လိုမျိုးကားတစ်ထောက်စီနားလိုက်ခမင်းလေးစားလိုက် အဲ့မိုင် နော်အဲ့ဒီ feel နဲ့တမျိုးပဲတကယ်အမှတ်တရတွေဖန်ဒီနေနဲ့သွားရင်တော့ခဏပဲရှိစရာအောင်ဘာမှမသိလိုက်ဒါမှတကယ်အရသာတဲ့မလို့ကဲနဲ့ရောပြီးတော့မိုးလင်းတော့ကျွန်တော်တို့မီကာဆိုတဲ့နေရာကိုရောက်ခဲ့တယ်အဲ့ဒီနေရာမှာအဝတ်အစားတွေချွတ်လိုက်ရတယ် Assalamu alaikum Haji ကျွန်တော်တို့နေရာကိုတေချာကြည့်ပါဘသူကတထေးတယ်ဘသူကဆင်းရဲသားလဲရိုးရှင်းနဲ့ပိတ်စအဖြူနှစ်ထဲပဲဝတ်ဆင်ရတယ်ဖန်ဆင်းရှင်ရဲ့ရှေ့မှာမတ်တက်ရက်တဲ့အခါကျွန်တော်တို့ဟာဆင်းရဲတဲ့လူလားချမ်းသာတဲ့လူလားမကွဲပြားတော့ပါဘူးလူသားဆိုတဲ့အမှတ်တစေတစ်ခုတည်းနဲ့ယိုကျိုးစွာမတ်တက်ရက်ကြရမှာဖြစ်ပါတယ်အိမ်မက်လာရွေးချယ်မှု အခုဆောင်လား အခုဆောင်ဟမ်အလ်ဟမ်ဒူလ illah
င်းတော်ရဲ့အဝင်ဝါးကနေစပြီးသူ့မျက်လုံးတွေကိုကျွန်တော်ကြည့်နေခဲ့တာအသက်ရှူဖို့တောင်မေ့သွားပုံရတယ်ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း4000ကျော်ကလေးကအင်ပါယာကြီးတွေတစ်ခုပြီးတစ်ခုပျောက်ကွယ်သွားခဲ့ပေမဲ့ဒီနေ့အချိန်ဒီမပျောက်ကွယ်ပဲတည်ရှိနေတာဒီနေရာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1400ကျော်ကနေစလို့ကမ္ဘာအရရက်ကအစ္စလမ်ဘာသာဝင်အပေါင်းတို့ဟာကာဘာကျောင်းတော်ကြီးရှိရာကိုမျက်နှာမူပြီးတော့ဝတ်ပြုဆုတောင်းမှုတွေပြုလုပ်ခဲ့ကြတာယနေ့အချိန်ထိပါပဲအခုကျွန်တော်တို့တောက်သုံးနေတဲ့ရေဟာဇမ်ဇမ်ရေတွင်းကနေထွက်ရှိနေတဲ့ရေပါဒီရေတွင်းဟာအပူချိန်40-50ဒီဂရီရှိတဲ့နေရာမှာတောင်နှစ်ပေါင်း4000အရင်ကတည်းကလုံးဝကုန်ခန်းသွားခြင်းမရှိတဲ့ရေတစ်မျိုးပါဒါအပြင်လာရောက်ဝတ်ပြုဆုတောင်းကြတဲ့တန်းနဲ့ချီတဲ့လူတွေဟာအိမ်ပြန်လက်ဆောင်အဖြစ်နဲ့ဇမ်ဇမ်ရေကိုတကူးတကတည်သွားကြလိမ့်ရှိပါတယ်အခုတည်နေတဲ့ရေကတော့ကျွန်တော်တို့အတွက်မဟုတ်သေးပါဘူးဒါအဖိုးကိုတယောက်ကိုဝိုင်းကူတည်ပေးနေတာပါဘိုက်စာလက်တွေတုံနေတာရေထမ်းလိုက်ရကျွန်တော်တို့ဘိုက်စာရာနဲ့မကာမြို့ရဲ့အထင်ကြီးရနေရာဖြစ်တဲ့ Clock Tower တဲကိုဝင်ခဲ့ကြသေးတယ်ဒီလောက်ခမ်းနားတဲ့အစာအုပ်ထဲမှာဆိုရင်အစားအသောက်တွေကဈေးကြီးမယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့ဈေးမကြီးပါဘူးပုံမှန်ဈေးတိုင်းပဲClock Tower မှာစားခဲ့ရတဲ့အစားအစာထက်ကျွန်တော်အကြိုက်ဆုံးကိုပြောပါဆိုရင်တော့တကယ်တမ်းကျတော့လမ်းမထက်က street food တွေကိုကျွန်တော်ပိုကြိုက်တယ်အရသာလည်းရှိတယ်ဈေးနှုန်းလည်းတက်တာတယ်နိုင်ငံတကာကလူမျိုးပေါင်းစုံနဲ့အတူစားတောက်နေကြတော့ authentic ဖြစ်တယ်ဗျာတချို့ရက်တွေမှာကျွန်တော်တို့စားတောက်ဆိုင်ကိုတွားမစားပြဘူးကျောင်းတော်ကြီးရဲ့အပြင်ဘက်မှာညနေခင်းလက်ဖက်ရည်နဲ့မုတ်တစ်မျိုးစီနေတိုင်းဝေငှလေးရှိပါတယ်လာရောက်တန်းစီတဲ့သူတွေထဲမှာဘသူကဆင်းရဲသားလဲဘသူကတထေးလဲခွဲခြားမှုတွေမရှိတော့ပါဘူးလူတိုင်းဟာတဒန်းနဲ့တန်းစီပြီးမှရလာတဲ့လက်ဖက်ရည်နဲ့မုတ်တွေကိုအားရပါရတန်ဖိုးထားပြီးစားသုံးနေကြတာတွေ့ရပါလိမ့်မယ်တကယ်ချင်းတို့စဉ်းစားကြည့်ပါလူသိန်းနဲ့ချီတဲ့အုပ်စုကြီးဟာတနေရာထဲမှာစုပြီးတော့တပြိုင်နဲ့အိမ်ပြန်ဖို့စူးစမ်းနေတယ်ဆိုရင်ဘယ်လိုဖြစ်လာမလဲတာမန်မျိုးကြီးတွေမှာဆိုရင်တော့ဒါဟာငရဲပမာပဲဒါပေမဲ့မကာမြို့မှာကြတော့တဲယူပို့ဆောင်ရေးစနစ်တွေကိုလုံးဝတိကျတဲ့တင်ချာနီးနဲ့တိစောက်ထားတာဖြစ်ပါတယ်တမနဲ့အတွင်းမှာဘတ်စကားအစီး40ဟာတပြိုင်တည်းဝင်လာကြတာပါရှေ့ကကားလူပြေးလို့ထွက်တာနဲ့နောက်ကကားအစင်းနဲ့ရောက်နေပါပြီတကယ်တမ်းကျတော့ဒီယင်းတွေအကုန်လုံးဟာယင်းစည်းကအခမဲ့တတ်မှတ်ထားတာပါကျွန်တော်တို့အားလုံးပတ်စံတပြားမှပေးစရာမလိုပဲစီးခွင့်ရမှာဖြစ်ပါတယ်နောက်တစ်နေ့မနက်ခင်းလေးမှာတော့ကျွန်တော်တို့တွေတမိုင်းဝင်နေရာတစ်ခုကိုတွားရောက်လဲပတ်ဖြစ်ခဲ့ပါတယ်ဒါကတော့အာရဖတ်ကွင်းပြင်ပါအဲ့ဒီမှာတောင်တန်းတစ်ခုရှိတယ်အဲ့ဒီတောင်ရဲ့နာမည်ဟာရာဟမတ်တောင်လို့ခေါ်တယ်ဂယုနာတော်ရဲ့တောင်ပေါ့တောင်ထိပ်လေးမှာစိုက်ထူထားတဲ့ကြောက်တိုင်လေးရဲ့နေရာဟာအမှတ်အသားတစ်ခုဖြစ်ပါတယ်ကပ္ပဦးဖခင်အာဒမ်နဲ့အေဝါတို့ပထမဦးဆုံးစုံစည်းခဲ့ရနေရာဆိုပြီးတော့အမှတ်အသားလုပ်ထားတာဖြစ်ပါတယ်ထူးဆန်းတာတစ်ခုဟာဒီနေရာဟာကမ္ဘာပေါ်မှာလူသားသမိုင်းရဲ့ပထမဦးဆုံးနေရာအဖြစ်သတ်မှတ်ထားလို့ကမ္ဘာပေါ်မှာလူသားသမိုင်းရဲ့နောက်ဆုံးစုံစည်းရမယ့်နေရာအဖြစ်ဖန်ဆင်းရှင်ဟာသတ်မှတ်ထားပါတယ်
အခုမြင်နေရတဲ့တောင်တန်းဟာ Jabal al-Nur အလင်းရောင်တောင်တန်းလို့ခေါ်တယ်ဒီတောင်ထိပ်မှာကောင်းကင်ရဲ့ Angel Jibril ကပထမဦးဆုံးကျမ်းတော်မြတ်ကုရ်အာန်ရဲ့ဗျာဒိတ်တော်ကိုယူဆောင်လာခဲ့တဲ့နေရာပါတောင်ထိပ်ပေါ်ဒီကျွန်တော်တို့တငယ်ချင်းတွေရောက်ခဲ့ပါသေးတယ်ဒါကတော့ကျောင်းတော်ကြီးရဲ့ဘေးပတ်ပတ်လည်ကိုအစ်စ်ချဲ့ပြီးစောင့်နေတဲ့အဆောက်အဦအတွက်ခန့်ထားတဲ့ဝန်ထမ်းတွေပါဒေချာကြည့်ပါဘယ်နှယောက်ရှိလဲအလုပ်ပိတ်ရ vacation လေးရတာပျော်ဖို့တက်သွားလို့ရတဲ့နေရာတွေရှိရတာနဲ့ကျွန်တော်တို့ဟာတာသနာနေမြေကြီးကိုစိုက်မြဲရောက်လာခဲ့တယ်အဲ့ဒီနောက်မှာကျွန်တော်တို့ရဲ့ဘဝဟာအတိတ်ပဲရှိတဲ့အလုပ်တွေလုပ်ရင်းနဲ့ပဲပျော်ရွှင်မှုတစ်ခုကိုထပ်ပြီးရယူလိုက်နိုင်တယ်ဗျာလူပေါင်းတန်းနဲ့ချီလာရောက်ကြတဲ့မက္ကာမြို့ဟာတကယ်တော့ကျဉ်းလေးပါတမိုင်းဝင်နေရာတွေအများကြီးရှိပေမဲ့လည်းတာမန်ရက်ကွက်တာမန်မြို့သူမြို့သားတွေလက်လုံလက်စားရက်ကွက်သူရက်ကွက်သားတွေကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်Lagu dia ni, lagu di kau ni lah. Lagu mata ya ni. Nak kacang ni show. Nak lah.အခုမနက်3 နာရီကျွန်တော်တို့မကာမြို့ကနေပြန်ထွက်သွားတော့မယ်ပေါ့နော်ဒီစက်ချမ်းကြီးမနက်စော်ကြီးပြင်ဆင်နေကြတယ်ဒီလိုနဲ့ပဲကျွန်တော်တို့မကာမြို့ကြီးကိုလက်ပြနှုတ်ဆက်လာခဲ့တယ်လမ်းခုလက်မှာမနက်စာစားရင်းနဲ့ခရီးဆက်ကြပါတယ်အခုမဒီနာမြို့ကိုတွားမှာဖြစ်ပါတယ်မဒီနာရွှေမြို့တော်တဲ့ရွှေမြို့တော်လို့ဘာကြောင့်တင်စားခေါ်ကြတာလဲချစ်တဲ့သူတွေဟာဒီမြို့ကြီးကိုတစ်ခါရောက်ခဲ့ပြီးတဲ့အခါမှာအကြိမ်ကြိမ်ပြန်ရောက်ချင်တဲ့ဆန္ဒရှိခဲ့ကြတယ်ရုတ်တရက်အချိန်တွေရက်တန့်သွားတဲ့ခံစားချက်မျိုးခံစားနေရတယ်တောင်းမစားရတာလာမဒီနာရွှေမြို့တော်ရဲ့ဝင်နေပြီကျွန်တော်တို့တကယ်ကျွန်တော်စိတ်ထဲမှာစိတ်လှုပ်ရှားတယ်ညဉ့်ညမ်းတရားတဲ့မျိုးလို့အဲ့တော့စိတ်လှုပ်ရှားနေပြီပဲကြည့်လိုက်ငါကြည့်လိုက်မစူပါဆလာမ်အလိုင်ကွမ်ဆလာမ်အလိုင်ကွမ်မဒီနာမြို့အဝင်ကနေခန်းခန်းညာညာခန်းခန်းနာနာကြိုးစိုးနေတဲ့ပလီကတော့Masjid al-Quba အစ္စလမ်သမိုင်းရဲ့ပထမဦးဆုံးပလီဝတ်ကျောင်းတော်ဖြစ်ပါတယ်။မဒီနာမြို့ဝင်ချင်းကနေစလို့လူတွေဟာတယောက်နဲ့တယောက်စကားကြဲကြဲတောင်မပြောကြပါဘူး။ဒီမြို့ရဲကိုခြေချလိုက်တာနဲ့လူတိုင်းရဲ့အမူအရာတွေကယူသေးလေးစားမှုတွေနဲ့အတူငြိမ်သက်သွားကြတယ်။တချို့ဆိုရင်ငြိမ်သက်ခြင်းရဲ့မြို့တော်လို့တင်စားခေါ်ကြတယ်။ဘာကြောင့်လဲဆိုတော့တမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလလာဆလ္လာလဟ်အလိုင်ဝါဆလမ်ရဲ့နောက်ဆုံးဆံမြန်းခဲ့ရာမြို့တော်ဖြစ်လို့ပါပဲဒီမြို့ကိုလာတဲ့လူတွေအကုန်လုံးဟာဒေါသတွေမောဟတွေအမုန်းတရားတွေကိုဖယ်ပြီးတော့မေတ္တာနဲ့ယုံကြည်မှုကိုရှေ့တန်းတင်ကြပါတယ်ကဘာရဲရဲကလူတို့ဟာသူတို့အချင်းချင်းစကားပြောတဲ့နေရာမှာတော့
ယိုသေးတဲ့ယဉ်ကျေးတဲ့စကားလုံးတွေကိုရွေးချယ်သုံးနှုန်းကြတာကိုတွေ့ရပါလိမ့်မယ်။ဒါဟာဒီမျိုးရဲ့စီကံတတ်မှတ်ထားတာမဟုတ်ပါဘူး။ဒါဟာလူတွေရဲ့နှလုံးသားတွေကလာတဲ့ယိုသေးမှုတစ်မျိုးပါ။ Afghanistan, nice to meet you, brother. အဲ့ဒီနောက်မှာတော့တမိုင်းဝင်အဟုတ်တောင်တန်းကြီးစီကိုကျွန်တော်တို့ရောက်လာခဲ့တယ်။တမန်တော်မြတ်ကိုယ်တိုင်ကအဟုတ်ဟာငါတို့ကိုချစ်တယ်လို့ငါတို့ကလည်းအဟုတ်ကိုချစ်တယ်ဆိုပြီးတော့မိန့်ကြားခဲ့တဲ့တောင်တန်းတွေဖြစ်ပါတယ်။ဒီကြောက်တောင်ကြီးတွေရဲ့အနားမှာလွန်ခဲ့တဲ့နှစ်ပေါင်း1400ကတစ္ဆာတရားအတွက်တိုက်ပွဲဝင်အသက်ပေးခဲ့တဲ့အာဇာနည်သူရဲကောင်းတွေရဲ့အုပ်ကူလည်းရှိနေပါတယ်။နောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့နှလုံးသားတို့နားခိုရာမက်ဂျစ်ဒ်နဘဝီစီကိုစိုက်ဆိုင်မြိုင်မြိုင်ရောက်လာခဲ့ပါပြီ။ من المؤمنين رجال صدقوا ما عاهدوا الله عليه فمنهم من قضى نحبه ومنهم منခေးစဉ်ဆုံးပြီပါရ မိုးလို့လဲဝါပါပြီ ဘာပြောချင်လဲမဒီနာကိုဘာပြောချင်လဲပြန်ဆုံတွေ့ကြမယ် ပြန်ဆောင်တွေ့ကြအောင်ဒီနောက်ပြန်ဆောင်တွေ့ကြမှာပါ ပြန်ဆုံတွေ့ကြမယ်အရှာလို့ကဲဘာရင်ကိုခေးစား အားလုံးဒီဆက်ပဲဆလာမအလိုင်ကွမ်ဝါရဟမတုလ္လာဟ်ဝဘရကာတူဟူ In silence, we find our truth. In struggle, we find our strength.